တကမ္ဘာလုံးမှာအစီးရေ100သာထုတ်လုပ်ခဲ့တဲ့ Toyota Classic နဲ့ 70 Cars ပရိသတ်ကြီးတို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Toyota Classic ကိုတကမ္ဘာလုံးအတွက်1996ခုနှစ်မှာအစီးရေ100သာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။အစီး100သာရှိရဲဆိုတော့တကယ်ကိုရှားပါတဲ့မျိုးဆက်ပဲဖြစ်ပါတယ်။တကားလေးချက်ပါစီးတန်းကိုတဲ့အမျိုးအစား Classic ဟာဆိုရင် 2000cc ကားမျိုးစားဖြစ်ပါတယ်။2.0 liter 3YE OHV 14 engine တက်ဆင်ထားတာဖြစ်ပြီးတော့ဂီယာ၄ချက်ပါ auto gear အမျိုးအစားဖြစ်ပါတယ်။ကားရဲ့အရောင်ကိုလည်းထုတ်လုပ်ခဲ့တဲ့ကားအစီးရေ100လုံးကိုအနည်းနဲ့ညီညွတ်အောင်ပေါင်းစပ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Classic ပုံစံဒီဇိုင်းကလည်း1996ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ဆိုပေမဲ့ယနေ့ထိတိုင်မယိုးနိုင်အောင်စမ်းပြလာတဲ့ဒီဇိုင်းဖြစ်ပါတယ်။အတွင်းဘက်အပြင်စင်ကိုလည်းအစီး100လုံးကိုပုံစံတူဒီဇိုင်းတူထုတ်လုပ်ထားတာဖြစ်ပါတယ်။အတွင်းပိုင်းတစ်ခုလုံးကိုအနည်းရောက်လဲတာခုံနဲ့ကျုံးကပ်ပုံ dashboard တွေကိုတုံးထားတာဖြစ်တဲ့အတွက်1996ခုနှစ်ထုတ်ကားရီတန်းမှာတော်တော်ကိုခင်မိတဲ့ကားမျိုးစားလို့ပြောလို့ရပါတယ်။ထိုင်ကုန်တွေအားလုံးကိုလည်းလဲသားအပြည့်အုပ်ထားတာဖြစ်ပြီးတော့တက်တောက်တက်တာရှိစေပါတယ်။1996ခုနှစ်လွန်ခဲ့တဲ့19နှစ်ကထုတ်လုပ်ထားတဲ့ကားဆိုပေမဲ့ကားတစ်စီးလုံးကိုခြုံငုံကြည့်မယ်ဆိုရင်ယနေ့ခေတ်ထုတ်ကားတွေနေဒီကောင်းမွန်လာပါတယ်။စီး100ထဲမှာ2စီးကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိပါတယ်။ရှားပါကားအမျိုးအစားဖြစ်လို့တွားရောက်လေ့လာခြင်းနဲ့ဆိုရင်တော့ဂျောင်နီဦးကားရောင်းစင်တာမှာတွားရောက်လေ့လာနိုင်ပါတယ်။